လူအထင်ကြီးခံကျင်လို့ဇာတ်ရင်မိုးရောင်းတဲ့ကားကိုဝယ်ပြီးမှငွေမချေးနိုင်လို့လိုင်းပေါ်မှာရွှေ့ကွဲသွားတဲ့ LGBT ဆယ်လေးတူလူမှုကွန်ရက်ပေါ်ကလူအထင်ကြီးခံကျင်တဲ့စိတ်ဆန္ဒကိုရှေ့တန်းတင်လို့အားကြီးပြီးတော့အခုဆိုရင်တော့အဲ့လိုမျိုးလူအထင်ကြီးခံကျင်စောနဲ့ကိုမတက်နိုင်တဲ့အရာတစ်ခုကိုအတင်ကားရောလုပ်ပြမိရာကနေနိုင်ငံလုံးသိအောင်ရွှေ့ကွဲသွားခဲ့ရတဲ့ LGBT ဆယ်လေးတူရဲ့ဖြစ်ပဲဖြစ်ပါတယ်ဒီကနေ့ရပိုင်းတွင်ကကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တဲ့ကားစုကအယောင်ပြကားပွဲခမ်းနားကြီးမှာပါဒီပွဲကြီးကိုနာမည်ကျော်လူငယ်မင်းသားဆိုင်းရင်မိုးကိုတိုင်promotion ဆင်ပြီးတော့ပိတ်သက်တွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့တက်တိုက်ဝုန်းဝုန်းကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲကိုရန်လင်းဖြိုးလို့အမည်ရတဲ့ LGBT အမျိုးသားတို့ကတကယ့်ကိုအချိန်ဝါကျင်းပတဲ့တတိမာကြီးတယောက်အသွင်နဲ့ချိုမိုအပြည့်ထုတ်ပြီးတော့တက်ရောက်လာခဲ့ပါတယ်။ဝတ်စားစင်ရင်မှုအပြောဆိုဟန်ပန်မှုပြတွေကအစားဝဲလာပိတ်သက်တွေနဲ့တာဝန်ရှိသူတွေအားလုံးကသူ့ကိုတကယ်ငွေကြေးရှာနာတဲ့လုပ်ငန်းရှင်တတိကြီးလိုပဲအထင်မှားခဲ့ကြပါတယ်။ဝက်ကျင်းပနေစဉ်အတွင်းမှာလူအများရဲ့အာရုံစိုက်မှုကိုပြေဝအလုပ်ရှင်နေတဲ့ဒီအမျိုးသားကမထင်မှတ်ထားတဲ့လုပ်ရတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒါကတော့တန်ဖိုးအဖြစ်ငွေကျပ်3,000ကျော်တန်ကြေးရှိတဲ့ဇင်ခိုင်ကားကြီးကိုဝယ်ယူမယ်ဆိုပြီးတော့စင်မော်ထီယုံကြည်မှုအပြည့်နဲ့တက်ရောက်လာခဲ့တာပါ။စင်မော်ရောက်တဲ့ခါမှာလည်းရိုးရိုးဝယ်ယူတာမျိုးမဟုတ်ပဲမင်းသားဆိုင်ရင်မိုးကိုပါအနာခေါ်ပြီးတော့ဈေးစစ်ပေးဖို့အခွင့်အရေးတောင်းခဲ့ပါသေးတယ်။မင်းသားဆိုင်ရင်မိုးကလည်းပွဲကိုလာရောက်အားပေးတဲ့ဖောက်တဲ့တယောက်ဖြစ်နေတာကြောင့်စေတနာရှိထားပြီးတော့300ခန့်ရှော့ပေးဖို့အတွက်ပိုင်ရှင်တွေထံကိုကူညီတောင်းဆိုပေးခဲ့ပါတယ်။ဒီလိုနဲ့အားလုံးရဲ့ရှေ့မှာတော့မင်းသားဆိုင်ရင်မိုးကိုယ်တိုင်ဈေးစစ်ပေးရပြီးဒိန်းထောင်ချီတန်ကားကြီးကိုဝယ်ယူသွားနိုင်တဲ့တတိမာကြီးအဖြစ်နဲ့အပြည့်အဝကိုရင်ဝင်ကြွားနေခဲ့တာပါ။ဒါပေမဲ့တကယ်စစ်မှအလှည့်ပြောင်းကတော့ကားဖို့ငွေရှင်ရမယ့်ရှင်ရောက်မှစတင်ပါတော့လေ။အပေါ်ရဟန်ဆောင်ထားတဲ့ရွှေစင်အယုတ်ကရင်းနဲ့ထိတဲ့အခါမှာအလွယ်တကူကွာကြသွားသလိုပါပဲ။ဒိန်းထောင်ချီပေးရမယ့်ကားဖို့အတွက်တတိမာကြီးလိုဟန်ဆောင်ထားတဲ့ရင်းနှင်းဖြိုးစီမှာပတ်စံတပြားတကြမှမရှိနေခဲ့ပါဘူး။ငွေရှင်ရမယ့်ချိန်မှာအကြောင်းပြချက်မျိုးမျိုးပေးပြီးတော့ချောင်လဲဖို့ကြိုးစားခဲ့ပေမဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ကားရှိုးရုံးပိုင်ရှင်တွေရှင်းမှတော့လိမ်လည်လို့မရခဲ့ပါဘူး။နောက်ဆုံးမှာတော့လုပ်ငန်းခွင်အနောက်ရှိဖြစ်စေမှုနဲ့မတမာတဲ့လိမ်လည်မှုတွေအတွက်ကားရှိုးရုံးပိုင်ရှင်တွေကသူ့ကိုတရားဝင်ခံဝန်ကတိထိုးခိုင်းခဲ့ပါတယ်။ဒါပြင်လူမှုကွန်ရက်စာမျက်နှာအွန်လိုင်းပေါ်ကနေပါမျက်နှာငယ်လေးနဲ့လူကြည့်ရှင်ကြားတောင်းပန်ခိုင်းတဲ့အထိအဖြစ်ဆိုးနဲ့ရင်ဆိုင်ခဲ့တာပါ။ကိုရင်ဝင်ကျော်စာနဲ့စင်ပေါ်တက်ခဲ့တဲ့ရှင်တွေကနေခေါင်းငုံပြီးတော့လူပုံလဲမှာတောင်းပန်ရတဲ့ရှင်တွေကိုရှင်းချင်းပြောင်းလဲသွားခဲ့တာပါ။ဒီကိစ္စမှာအဆိုးဆုံးကတော့ကြားတဲ့ကနေစေတနာနဲ့ကူညီပြီးတော့ဈေးဆက်ပေးခဲ့တဲ့မင်းသားဆိုင်းရင်မိုးပါပဲ။သူ့အနေနဲ့ဖောက်တဲ့ကိုယုံကြည်ပြီးတော့ကူညီပေးခဲ့ပေမဲ့တကယ်တမ်းကျတော့လူလိမ်တယောက်ရဲ့ဟန်ဆောင်မှုအောက်မှာအတုံးချခံလိုက်ရတယ်လို့ဖြစ်သွားတာကြောင့်ပွဲစီစဉ်သူတွေကိုအလွန်ကိုအားနာပြီးတော့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။လူဆိုတာကိုနိုင်တဲ့ဝန်ကိုပဲထန်တင်ပါတယ်။ကို့မှာအမှန်တကယ်ငွေကြေးမတတ်နိုင်ပဲနဲ့လူတစ်ပါးထင်ကြီးစေဖို့တဲ့ဟန်ဆောင်ပြတာကပါအကျိုးများမရရှိစေတဲ့အပြင်အခုလိုပဲကိုရှစ်နဲ့ကိုဖြစ်ပြီးတော့တစ်တလုံးကောင်းမဖုံဝင်အောင်ရှေ့ခွဲရတတ်ပါတယ်။တကယ်တန်ဖို့ဆိုတာအပေါ်ရန်ဟန်ဆောင်မှုတွေနဲ့ဥစ္စာပစ္စည်းတွေထက်ရိုးသားမှုပါပဲရှိတယ်ဆိုတာကိုဒီဖြစ်ရလေးကပြပြတသားမီးမောင်ထုတ်ပြနေပါတယ်။ပိတ်သက်တွေကရောတကယ်မရှိပဲတတိယအောင်ဆောင်လို့အရှက်ကွဲထားတဲ့သူအပေါ်မှာဘလို့မြင်လဲဆိုတာမှရှင်းပေးခဲ့ပါအောင်ရှင်။တချို့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရှင်။